တွေ့တယ်နော်နည်းနည်းချိန်မှာလွယ်ပြီးပြန်လို့ပြောတယ်ဒီတဲ့လွယ်ကျွန်တော်ဖန်လိုက်တဲ့မှာမီးအုပ်ကြီးကိုပြောတယ်ဒီနေရာပေါ်မှာဒီလောင်နေတဲ့ကမ်းလောင်ဖက်နေတာအဲဒီကမြင်းမြဲကဒီကမြင်းမြဲကျုပ်ကလူမကြိုက်တဲ့နော်အနေကြည့်တယ်နော်ဟောဖန်လိုက်တဲ့မှာအဲ့ဒါချက်မှာဒီလုံးလိုက်ပြီး